ဒီနေ့စိတ်ဝင်စားစရာသုံးသက်ရာတစ်ခုကိုနည်းနည်းဆွေးနွေးကြည့်ကြအောင်နော် ဟုတ်ကဲ့ ကျမတို့လက်ထဲမှာ Morgan Housel ရဲ့နာမည်ကြီးစာအုပ် The Psychology of Money ထဲကအချက်အလက်တီကိုအခြေခံထားတဲ့သုံးသက်ချက်တစ်ခုရောက်နေပါတယ် ဟုတ်ပါတယ် ဒါပေမဲ့ဒါကတာမန်စာအုပ်သုံးသက်ချက်တော့မဟုတ်ဘူး မဟုတ်ဘူး ဒီစာအုပ်ထဲကအတွေးခေါ်တွေကို On-Pine Colin ရဲ့ Premium AI နဲ့ Digital Marketing လုပ်ငန်းအတွက်ဘလို့မဟာဗျူဟာကြအသုံးချမလဲဆိုတာကိုအထူးပြုပြီးခွဲခြမ်းစိတ်ဖြတ်ထားတာပါ ဆိုတော့လေဒီသုံးသက်ချက်ကပိတ်ဆောင်ဘလို့ပို့ရှားမလဲဆိုတာတဲ့ပိုရေးကြည့်တဲ့ကြံကိုပြောချင်တာပေါ့ ဟုတ်တယ် အဲ့ဒါကဘာလဲဆိုတော့တကယ်ကိုရေရှည်ခိုင်မာတဲ့ကြွယ်ဝမှုကိုတိဆောက်နိုင်ဖို့အတွက်လေကိုယ်မှဘလို့အဆက်သက်ဆက်မျိုးရှိထားဖို့လိုတယ်လဲဆိုတာပါပဲ ဝင်ငွေတိုးဖို့လောက်ပဲကြည်နေတာတဲ့အများကြီးပို့ကျပြန့်နေနော် ဟုတ်ပါတယ် လားကိုဘလောက်တော်လဲ ဘလောက်တုတ်လဲဆိုတာနဲ့တိတ်မဆိုင်ဘူးတဲ့ အော်ဟုတ်လား ဟုတ်တယ်ကိုယ့်ရဲ့အဖြူမူ behavior နဲ့ပဲအဓိကသက်ဆိုင်တယ်တဲ့ စိတ်ဝင်စားစရာပဲ IQ အမြင့်ကြီးနဲ့ဒေဝါလီခံသွားတဲ့ပါရမီရှင်တွေအများကြီးရှိသလိုသာမန်ပညာရေးချင်းနဲ့တန်းကြွယ်တူထေးဖြစ်သွားတဲ့တာမန်လူတွေလည်းရှိတယ်ပေါ့ကွာသွားလာက အဖြူမှုပဲ အဖြူမူပဲတဲ့ကဲဒီစိတ်ဝင်စားစရာကောင်းတဲ့အချက်ကိုခွန်လင်းရဲ့လုံငန်းအတွက်အဓိကချက်၃ချက်နဲ့စပြီးဆွေးနွေးကြည့်ကြရအောင် ကောင်းပါပြီ ဒီသုံးသက်ချက်မှာခွန်လင်းရဲ့လုံငန်းအတွက်အဓိကအချက်၃ချက်ကိုထုံနှုတ်ပြထားတယ် ဟုတ်ကဲ့ ပထမဆုံးအချက်က survival first optimization second တဲ့ရှင်သန်ရေးကိုအရင်ဦးစားပေးတိုးတက်ဖို့ကနောက်မှာဆိုတဲ့သဘောမျိုးပဲ ဒီချက်ကရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာလိုက်နာဖို့အခက်ဆုံးအချက်တွေထဲကတစ်ခုပါ ဟုတ်လားဘာလို့လဲ Housewell ကထောက်ပြထားတာကချမ်းသာအောင်လုပ်တာနဲ့ချမ်းသာအောင်ထိမ့်သိမ်းတာကလုံးဝစန့်ကျင်တဲ့ချင်းကျင်မှုတွေလိုအပ်တယ်တဲ့ အော် ချမ်းသာအောင်လုပ်ဖို့ဆိုရင်စွန့်စားရဲရမယ်အကောင်းမြင်စေပြင်းထန်ရမယ်အခွင့်အရေးကိုအရာယူရဲရမယ် ဟုတ်တယ်ရှစ်ကိုပဲကြည့်ပြီးတိုးရမှာပေါ့နော် အဲ့ဒါပဲဒါပေမဲ့ကိုရလာတဲ့ချမ်းသာမှုကိုစက်ထင်းထမ်းနိုင်မှုကြတော့အဲ့ဒီမှာပြောင်းပြန်ဖြစ်သွားပြီ ဘယ်လိုမျိုးလဲ နှိမ်ချမှုလို့တယ်ရာရကိုတန်တရားမြင့်စီနဲ့ကြည်တက်ရမယ်ချူးချံရမယ်ပြီးတော့ကိုရထားတာလေအချိန်မရွေးဆုံးရှုံးသွားနိုင်တယ်ဆိုတော့ကြောက်စိတ်လေးအမြဲရှိနေရမယ်တဲ့ ဒါတကယ်ပဲရှင်းချင်းပဲကြည့်နော်အရှင်နဲ့ရှေ့ကိုတိုးနေရင်တစ်ချိန်တည်းမှာ break ကိုခြေတော့အတင်းတင်ထားရတယ်လို့ပဲ ဟုတ်ပါတယ် ဒီသုံးသက်ချက်ထဲက Mylands ဥပမာလေးကဒါကိုရှင်းရှင်းလင်းလင်းမြင်တာစေတဲ့ ဟုတ်ပါတယ်2018ခုနှစ်တုန်းကပေါ့ Mylands ရဲ့ပြန်ပတ်တူတာဈေးခွက်ကိုအပိုင်းစီးဖို့ဆိုပြီးအရှင်ဟုံးတဲ့ဆိုင်ခွဲပေါင်း200ထိတိုးချဲ့ခဲ့တယ် ဝါ200တောင် ဟုတ်တယ်အပြင်ပန်းကြည့်ရင်တော့အကြီးအကျယ်အောင်မြင်နေတာပေါ့အဲ့ဒီအချိန်မှာ Mylands ကလေတိုးချဲ့လို့ရပြီမြဲသူတို့ကအရေးသွေးကိုထိန်းချုပ်နိုင်ပါ စနစ်တကျဖြစ်မှာတိုးချဲ့မယ်ဆိုပြီး survivor first ဆိုရဲဆုံးဖြတ်ချက်ကိုချခဲ့တယ် အရှင်ကိုဦးစားမပေးပဲတည်ငြိမ်မှုကိုဦးစားပေးလိုက်တာပေါ့ အတိအကျပဲ ရလတ်ကတော့ ရလက်ကတော့အလုံးသိတဲ့အတိုင်းပါပဲအချိန်နဲ့တက်ခဲ့တဲ့ပြိုင်ဘက်က2019မှာပြန်လဲပြိုလဲသွားတယ် အော် ဘာလို့လဲဆိုတော့သူတို့ရဲ့တိုးတက်မှုကအခေါင်းပေါက်ကြီးခဲ့နေလို့ပဲ Maya Ants ကတော့ရှင်ထန်ကြံရဲခဲ့တယ် ဒါကဝင်ငွေတိုးတက်မှု optimization ထက်ရှင်သန်ရက်တည်နိုင်ရေး survivor ကပိုရေးကြီးတယ်ဆိုတာကိုပြတဲ့လက်တွေ့တစ်သေးပဲနော် ဟုတ်ပါတယ် ဒါပေမဲ့ဒီနေရာမှာကျွန်မတစ်ခုစဉ်းစားမိတယ်အခုကိုလန်လုံနေတဲ့ AI marketing လို့နှီးပညာနဲ့ပဲမှာရှင်သန်ရေးဆိုပြီးအရန်တတိထားနေရင်နောက်ကျကျန်းခဲမှာမစိုးရင်ရဘူးလား ကောင်းလေမေဟိုမှာ ဒီလိုပြိုင်ဆိုင်မှုများတဲ့ဈေးဝယ်မှာ aggressive မဖြစ်ရင်နေရာမရောက်မှာကော survival first ဆိုတာဘာမှမလုပ်ဘဲငြိမ်နေခိုင်းတာမဟုတ်ပါဘူးစွန့်စားမှုလုံးရဘူးလို့ပြောတာလည်းမဟုတ်ဘူး အဲ့ဒီတော့ စွန့်စားမှုတိုင်းရဲ့အဆိုးဆုံးအခြေအနေ worst case scenario မှာကိုလုံးငယ်လုံးဝပြုတ်လဲမထွအောင်အကာအကွယ်ယူထားဖို့ပြောတာပါ အော်အရန်စီစဉ်ရှိထားဖို့ပေါ့ ဟုတ်တယ်ပြောရရင်စစ်တိုက်ထွက်တဲ့အခါကိုယ့်ရဲ့အခြေစိုက်စက်ခန်းကိုအခိုင်အမာကာကွယ်ထားပြီးမှရှေ့တန်းကိုထွက်တိုက်တာမျိုးပေါ့တိုက်ကွယ်ရှုံးရင်တောင် နှုတ်ဆုပ်เสียအခြေစိုက်စက္ကန့်ရှိနေသေးတယ် အဲ့ဒါပဲအဲ့ဒီလိုမှမဟုတ်ပဲကိုယ့်ရဲ့ရှိသမျှအင်အားအကုန်ပုံပြီးတိုက်ပွဲတစ်ပွဲကိုဝင်တိုးရင်တော့နိုင်ရင်အကုန်ရမယ် ရှုံးရင်တော့အိမ်ပြန်စရာမရှိတော့ဘူးပေါ့ အဲ့ဒီတဘောပါပဲ မြန်အန်စီရဲ့ရှင်တန်ရေးကိုဦးစားပေးခဲ့တဲ့ဇက်လန်ကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဒါကဒုတိယအချက်နဲ့တိုက်ရိုက်ဆက်ဆက်နေသလိုပဲနော် ဟုတ်ပါပဲ အဲ့အချက်က wealth is what you don't see ကျွဲဝါမှုဆိုတာသင်မမြင်ရတဲ့အရာတွေပါတဲ့ ဒီချက်ကတော့ကျွန်မနားလည်ထားတာနဲ့နည်းနည်းပြောင်းပြန်ဖြစ်နေတယ်ဒါကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ထားလဲဆိုတာအရင်သိချင်တယ် လူများစုက ချမ်းသာတဲ့ကြွယ်ဝတဲ့ဆိုတာကိုမြင်တာတဲ့အရာတွေနဲ့တိုင်တာလေးရှိကြတယ်လေ ဟုတ်ပဲဥပမာကမ်ဘောဂျီကားတွေခဲနာတဲ့အိမ်တွေနောက်ဆုံးပေါ်ဖြစ်စီတယ်ပေါ့ အဲ့ဒါပေါ့ဒါပေမဲ့ house တာပြောတာကအဲ့ဓာတွေကကျွဲဝမှုမဟုတ်ဘူးလေ ဟင်မဟုတ်ဘူးလား တုံးဆွဲမှုရဲ့တတ်တေတာတကားတွေပဲတဲ့
တကယ်ကြွယ်ဝမှုဆိုတာကတင်မတုံးပဲစုဆောင်ထားတဲ့ယဉ်နှီးမြုပ်နှံထားတဲ့မမြင်ရတဲ့ပိုင်ဆိုင်မှုတွေပါ ဩဥပမာ ဥမာဘန်ထေကငွေသားအရန်ရှယ်ယာတွေလုံငယ်တဲ့ခိုင်မာတဲ့စနစ်တွေအကျွေးကင်းရှင်းမှုတွေပေါ့ဒါတွေကအပြင်ကနေကြည့်ရင်မြင်ရတာမဟုတ်ဘူးလေ သူပေးထားတဲ့ဥပမာလေးကတော်တော်ထိမိတယ်ဒေါ်လာ3သိန်းတန်ကားတစ်စီးမောင်းနေတဲ့လူဒီလောက်ကိုတွေ့ရင်သူဟာချမ်းသာချင်းချမ်းသာလိမ့်မယ် ဟုတ်တယ် ဒါပေမဲ့တခုတည်းတော့တေးကြတဲ့အချက်ကတော့သူဟာအဲ့ဒီကားမဝယ်ခင်ကထက်ဒေါ်လာ3သိန်းပိုဆင်းရဲသွားပြီဆိုတာပဲတဲ့ တိကျပါတယ်ထင်ရှားတဲ့ဥပမာတွေလည်းရှိတယ် Warren Buffett ပေါ့ ဟုတ်သူကကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတစ်ယောက်လေ ဟုတ်တယ်ဒါပေမဲ့1958ခုနှစ်ကတည်းကဝယ်ထားတဲ့အိမ်လင်းမှာပဲခုထိနေတော့သူ့ရဲ့ကြွယ်ဝမှုက Berkshire Hathaway share တွေထဲမှာမြင်မသာရှိနေတာ တစ်ဖက်မှာတော့ NFL အားကစားသမား98% ဟာအနားယူပြီးနှစ်အတွင်း NBA ကစားသမား60% ဟာအနားယူပြီး9နှစ်အတွင်းမှာငွေကြေးပြဿနာတွေနဲ့ရင်ဆိုင်ရတယ်လို့စစ်တမ်းတွေကဆိုတယ် ဝင်ငွေအများကြီးရှိခဲ့ပေမဲ့ ဟုတ်တယ်အဲ့ဒါတွေကိုမြင်လာတဲ့ lifestyle တွေမှာတုံးဆွဲလိုက်တဲ့အတွက်ကြွယ်ဝမှုအဖြစ်ပြောင်းလဲတည်ဆောက်နိုင်ခဲ့ခြင်းမရှိလို့ပါ ဟုတ်တယ်ဒါကိုကျမနားလဲလေဒါပေမဲ့ဒီနေရာမှာ Colin ရဲ့လုပ်ငန်းအတွက်စဉ်းစားစရာတစ်ခုရှိလာပြန်ပြီသူလုပ်နေရ premium brand တစ်ခုလေ ဟုတ်ပါတယ် premium ARI marketing လုပ်ငန်းတစ်ခုအတွက် customer တွေရဲ့ယုံကြည်မှုရဖို့ကအရေးမကြီးဘူးလားယုံခံကြီးခက်မီပစ္စည်းတွေဝန်ထမ်းအများကြီးနဲ့ဆိုရင်ဒီလုပ်ငန်းကတကယ်အခြေသားချရှိပြီးအောင်မြင်နေတာပဲဆိုပြီး customer အပေါ်မယုံကြည်နိုင်ဘူးလား ဒါကဒီသုံးသက်ချက်ရဲ့အဓိကချက်လေ ဟုတ် ပုံမှန် premium brand တွေကအောင်မြင်မှုကိုအပြင်မှာပြဖို့ကြိုးစားနေချိန်မှာဒီနီလန်ကစန့်ကျင်ဘက်ကိုတွားခိုင်းနေတာပေါ့ အောင်မြင်ခြင်းရင်အောင်မြင်တဲ့ပုံမဖန်ပြနေဆိုရတဲ့ပေါ်လား တိတ်တိတ်လေးနဲ့မမြင်နိုင်တဲ့ခန္ဓာကိုယ်အရင်တိဆောက်ခိုင်းတာမျိုးပဲဒါကတော့ရင်းနဲ့ marketing strategy တခုလို့ဖြစ်နေတယ် ဒါဆို Colin ရဲ့လုပ်ငန်းအတွက်အဓိကပြောင်းလဲရမှာကယုံကြည်မှုကိုဘယ်ကနေတည်ဆောက်မလဲဆိုတဲ့အရင်အမြစ်ပဲပေါ့ ဟုတ်ပါတယ်ရုပ်ဝတ္ထုတွေကနေတိဆောက်မှာလားဒါမှမဟုတ်တကယ်ရလက်နဲ့တက်တန့်ကနေတိဆောက်မှာလား Chanel တို့ Rolex တို့လို့ပေါ့နော် အဲ့ဒါပဲသူတို့ဟာသူတို့ရဲ့တန်ဖိုးကိုထိမ့်သိမ်းဖို့အကျိုးညာအများကြီးမလုပ်ဘူးရုံခအချီးကြီးတွေပြိုင်ဖွင့်မနေဘူးသူတို့ရဲ့မမြင်နိုင်တဲ့နာမည်ကုန်တဲ့ reputation နဲ့တမိုင်းကသာလျှင်တကယ်ကျွယ်ဝမှုပဲ ဆိုတော့ Colin ရဲ့ marketing message ကိုပြန်ဖို့အကြံပြုထားတာပေါ့ ဟုတ်ပါတယ် Myanmar's AI Marketing Authority ဆိုတဲ့ကောင်စဉ်ကခင်မီတယ်ဈေးကြီးတယ်ဒါပေမဲ့အကောင့်ပေါက်ခင်နိုင်တယ် ဒါဆိုဘယ်လိုပြောင်းတယ်လဲ အဲ့ဒီစာ Myanmar's most proven AI Marketing Authority ဆိုတဲ့ဘက်ကိုပြောင်းရမယ် proven ဆိုတဲ့စကားလုံးကအရေးကြီးတယ် ။ဘာနဲ့တိတ်ပြမလဲ Myanmar ဆို AN ရဲ့ရှုညကြရက်တီလန်နိုင်ခဲ့တဲ့ဇလန် franchise 900ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့တဲ့အတွေ့အကြုံကျော်တာ900ကျော်ရဲ့အောင်မြင်မှုဇလန်နဲ့တက်သေးပြရမယ် ။ကို lifestyle ကိုပြမစားကိုကြောင်းအောင်မြင်သွားတဲ့ client တွေကြောင်းသားရဲ့ဇလန်းတွေကိုပြခိုင်းတာပေါ့ အဲ့ဒါကပူပြီးစစ်မှန်တဲ့တန်မိုးကိုဖော်ပြရရောက်တယ်အဲ့ဒါကဘယ်သူမှလိုက်တူပါလို့မရတဲ့မမြင်နိုင်တဲ့ကြွယ်ဝမှုပဲ ။ဟုတ်ပြီရှင်တန်ရဲ့ကအရေးကြီးဆုံးဖြစ်ပြီးတကယ်ကြုံမှုဆိုတာမမြင်နိုင်တဲ့အရာတွေထဲမှာရှိတယ်ဆိုတာကိုနားလည်ပါပြီ။ ဟုတ်ကဲ့ ဒါတွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့အတွက်တတိယအချက်ကအရေးပါလာပုံရတယ်။အဲ့ဒါကတော့ room for error ပါ ဟုတ်ပါတယ် ။အမားအတွက်နေရာပေးထားခြင်းပေါ့ အဲ့ဒါအရေးကြီးဆုံးအချက်ပဲလူတော်တော်များများကအစီအစဉ်အင်းအောင်မြင်ဖို့ပဲစဉ်းစားကြတယ် ။ဟုတ်တယ်လေ အစီအစဉ်အေးထဲမှာအောင်မြင်ခဲ့ရင်ဘာဆက်လုပ်မလဲဆိုတာကိုထည့်မစဉ်းစားကြဘူး ။ room for error ဆိုတာကအစီအစဉ်အေးမအောင်မြင်ခဲ့ရင်တော့ကိုကဆက်ပြီးကစားဝဲထဲမှာရှိနေတဲ့ဖို့အတွက်ကြိုတင်ပြင်ဆင်ထားတာကိုဆိုလိုတာပါ ဘာလို့အဲ့လိုအရေးကြီးရလဲ ဒါလို့ဆိုတော့ unbounding လို့ခေါ်တဲ့စူပေါင်းတိုးပွားမှုရဲ့စွမ်းအားကအနောက်အရက်မရှိတဲ့အချင်းကိုလိုအပ်လို့ပဲ compounding ကိုနည်းနည်းလောက်ပိုရှင်းပြပေးလို့ရမလားသူရဲ့စွမ်းအားကဘယ်လောက်တောင်ကြီးခဲ့လဲလို့လဲ ရပါတယ် compounding ဆိုတာကတောင်ပေါ်ကနေလှိမ့်ချလိုက်တဲ့နှင်းဘောလုံးလေးလိုပဲ အင်း အစားမှာတေးသေးလေးဒါပေမဲ့သူမရက်မနာလိမ့်နေတဲ့တွေ့အချင်းကြာလာတာနဲ့အမျှသူ့ပေါ်မှာနှင်းတွေထပ်ကပ်ပြီးပိုကြီးလာတယ်ပိုမြန်လာတယ်ပိုရှင်းလာတယ် ရက်တက်မသွားဖို့ပဲအရေးကြီးတာပေါ့ အေးရပဲလုပ်ငန်းတစ်ခုမှလည်းဒီအတိုင်းပဲကိုယ့်ရဲ့ငွေဂုဏ်တင်းအတွေ့အကြုံတွေကအချင်းကြာလာတာနဲ့အမျှ compounding ဖြစ်တယ်ဒါပေမဲ့ လုပ်ငန်းကကြားထဲမှာတစ်ခုခုမှားပြီးပြိုလဲထွန်းရင်အဲ့ဒီနင်းဘောလုံးကရက်သွားပြီးအစားကနေပြန်ဆတာလို့ဖြစ်သွားရော အဲ့ဒီလိုမဖြစ်အောင်ကာကွယ်ပြီးတာက room for error ပဲ ဟုတ်ပါတယ် နင်းဘောလုံးဥပမာကရှင်းလင်းသွားစေတယ်မြန်ကန်စ်မှာဒါနဲ့ပတ်သက်တဲ့သင်ခန်းစာရှိခဲ့တယ်လို့လဲသုံးသက်ချက်ထဲမှာဖော်ပြထားတယ်နော် ရှိခဲ့ပါတယ် COVID-19 ကရောဂါမတိုင်ခင်တော့ကပေါ့မြန်ကန်စ်မှာလုံငလက်ပတ်ဖို့တဲ့3လစာငွေသားအရန် cash reserve ပဲရှိခဲ့တယ် 3လစာ ဟုတ်တယ်
အဲ့ဒီတော့ကတော့ဒါလုံလောက်တယ်လို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့ကယောဂဖြစ်ပြီး lockdown တွေချလိုက်တဲ့ခါမှာတော့3လဆိုတာဘာမှမဟုတ်မှန်းသိလာရတယ်တကယ်ပဲနော်အဲ့ဒီအတွေ့အကြုံကနေသင်ခန်းစာရပြီးအခုဆိုရင်အနည်းဆုံး6လကနေ10လစာငွေသားအရန်ကိုမဖြစ်မနေထားရှိဖို့ကလုပ်ငန်းရဲ့အရေးကြီးဆုံးမူဝါဒဖြစ်လာတယ်အဲ့ဒီငွေသားအရန်ဆိုတာကမထင်မှတ်ထားတဲ့အမားတွေအခက်အခဲတွေကြုံရတဲ့အခါမှာလုပ်ငန်းကိုဆက်ရှင်တန်နေစေမဲ့ room for error ပဲပေါ့သိကြပါတယ်ဆိုတော့လုပ်ငန်းဆုံးဖြတ်ချက်တိုင်းမှာတာတာမအောင်မြင်ရင်ငါတို့ကုမ္ပဏီလုံးဝကြောက်သွားမှာဆိုတဲ့မေးခွန်းကိုအရင်မေးရမှာပေါ့ဟုတ်ပါတယ်အဲ့ဒီမေးခွန်းရဲ့အဖြေကကျုပ်သွားနိုင်တယ်ဆိုရင်အဲ့ဒီဆုံးဖြတ်ချက်ကိုဘယ်တော့မှမလုပ်ရဘူးဒါကကစားပွဲတွေကနေကိုအထုတ်မခံရအောင်ကာကွယ်တာပဲအောင်မြင်မှုဆိုတာတညာတဲ့နဲ့ရတာမဟုတ်ဘူးလေဟုတ်တယ်ကစားပွဲထဲမှာအကြဆုံးရှိနေနိုင်တဲ့သူကအနိုင်ရတာပါအဲ့ဒီတိုင်းပါပဲကဲဒီအတွေ့ခေါ်တွေကတော်တော်လေးအားကောင်းတယ်ရှင်တန်ရေးကိုဦးစားပေးမြင်နိုင်တဲ့ကြွယ်ဝမှုကိုတိဆောက်အမားအတွက်နေရာပေးဟုတ်ပါတယ်ဒါပေမဲ့ဒါတွေကအတွေ့ခေါ်အစ်စ်မှာပဲကြံ့နေလို့မဖြစ်ဘူးလေကော်လင်ရဲ့လုပ်ငန်းမှာလောင်မဲ့ရက်90အတွင်းဘလို့လက်တွေ့လို့ဆောင်ချက်တွေအဖြစ်ပြောလဲမလဲဆိုတော့ကြည့်ရအောင်ဒါတကယ်ကိုအရေးကြီးတဲ့အပိုင်းပဲဟုတ်ပါတယ်ပထမဆုံးရက်30 phase 1ကတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုနဲ့အခြေခံအုံမြစ်ကိုချတဲ့အဆင့်ပါဒီအဆင့်မှာလောရမှာကကိုယ့်ရဲ့လုပ်ငန်းအသုံးစရိတ်အလုံးကိုစည်ရင်လုပ်ပြီးအမျိုးအစားလည်းမျိုးခွဲခြားရမယ်မဖြစ်မနေလိုအပ်တော့ essential တန်ဖိုးရှိတော့ value add ဂုဏ်ဘုတ်အတွက် status နဲ့အလဟတာ waste ဆိုပြီးတော့ပေါ့အဲ့ဒီလိုခွဲပြီးရင်ဘာဆက်လို့ရမလဲအထူးသဖြင့်ဂုံဘို့အတွက်ဆိုတဲ့အသုံးစရိတ်တွေက premium brand တစ်ခုအတွက်လိုအပ်တယ်လို့ထင်စရာရှိတယ်လीအဲ့ဒါကစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုပဲဒီစက်မှာဂုံဘို့အတွက်နဲ့အလဟတာအသုံးစရိတ်တွေကိုအပြည့်ဖြတ်ပြရမယ်ဖြတ်ပြရမယ်ဟုတ်တယ်ပြီးတော့အဲ့ဒီကနေပိုလျန်လာတဲ့ငွေတွေကိုလုပ်ငန်းရဲ့ငွေသားအရန် cash reserve တွေကိုချက်ချင်းထည့်ရမယ်ပြီးတော့ကောတပလိုင်းနဲ့ထက်မှာမယ်12လစာငွေသားအရန်ပြည့်ဖို့ကလာစဉ်ဘလောက်စုရမလဲဆိုတဲ့အစီအစဉ်ကိုဆွဲပြီးချက်ချင်းစတင်အကောင့်အထည်ဖော်ရမယ်။ဒါစိတ်ပိုင်းဆိုင်ရာရခက်ခဲနိုင်တယ်နော်။ငါတို့ brand က premium ပဲဒီလောက်သက်300မှာပေါ့ဆိုတဲ့အတွေးကိုဖြုတ်ပြီးငါတို့ brand ကအခိုင်အမာဆုံးဖြစ်ရမယ်ဆိုတဲ့အတွေးကိုအစားထိုးရမှာပါ။အဲ့ဒါပဲအဲ့ဒီ assess up ကိုပြောင်းရမှာ။ဟုတ်ပြီပထမကလကတွင်ပိုင်းတန်ရှင်းရေးလုပ်ပြီး hunter ကိုစသည်စောက်တာပေါ့။နောက်ရက်31ကနေ60 phase 2မှာကောဘာလုပ်ပါမလဲ။ phase 2ကတော့စနစ်တီကိုအကောင့်အထည်ဖော်တဲ့အပိုင်းမှာအတွေးခေါ်ကိုလက်တွေ့အလေးချင်းပြီးပြောင်းတာပေါ့ဒီမှာအရေးကြီးဆုံးကဆုံးဖြတ်ချက်တစ်ခုခုမချခင်မှာ scenario 3မျိုးနဲ့စဉ်းစားတဲ့အလေးချင်းကိုမွေးမြူဖို့ပဲအကောင်းဆုံးအခြေအနေ best case ပုံမှန်အခြေအနေ base case နဲ့အဆိုးဆုံးအခြေအနေ worst case ဆိုပြီးတော့ပါဥပမာတစ်ခုလောက်နဲ့ရှင်းပြပေးပါလားကိုလင်က client အကြီးကြီးကြောလက်ခံဖို့စဉ်းစားနေတယ်ဆိုပါစို့ကောင်းပြီbest case ကတော့ project အောင်မြင်မယ်ငွေပြည့်ရမယ်နောက်တဲ့ project တွေပေါ့ဆက်ရမယ်ပေါ့ဒါကတော့အကောင်းဆုံးပေါ့ best case ကတော့ project အောင်မြင်မယ်ဒါပေမဲ့ငွေရတာနည်းနည်းနောက်ကျမယ်အလုပ်နည်းနည်းပိုပေးမယ်ထစ်တတ်ပါတယ် worst case ကတော့ project တစ်ပြည့်မှာ client ကငွေမချေတော့ဘူးကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့အချိန်လေးအလဟတဖြစ်သွားတယ်လုပ်ငန်းလေပတ်ငွေကိုပါထိခိုက်လာတယ်ဒီ framework ရဲ့စီမံကတော့ကိုချမဲ့ဆုံးဖြတ်ချက်ဟာ base case မှာအမြတ်ထွက်ရမယ်ဟုတ်ကဲ့ worst case မှာတော့လုပ်ငန်းလုံးဝမပြိုလဲသွားပဲရှင်းတတ်နိုင်ရမယ် worst case မှာရှင်းတတ်နိုင်မှအဲ့ဒီ project ကိုလက်ခံရမယ်ဒါကြောင့်ဆုံးဖြတ်ချက်တိုင်းမှာ room for error ကိုထည့်သွင်းစဉ်းစားစေတဲ့စနစ်တစ်ခုပဲနော်ဟုတ်ပါတယ်ကဲနောက်ဆုံးရက်60နဲ့90 phase 3မှာကပါတီဆက်လို့ရမလဲ phase 3ကတော့ဒီအလေးကျင့်တွေကိုတူဦးတယောက်ထက်ရဲ့အလေးကျင့်ကနေအဖွဲ့အစည်းတစ်ခုလုံးရဲ့ယဉ်ကျေးမှုculture ဖြစ်အောင်အမြင့်တွယ်စေတာပါဘယ်လိုမျိုးလဲအဲ့ဒီတော့မမြင်နိုင်တဲ့ကြွယ်ဝမှုကိုတိုင်းတာတဲ့ dashboard တစ်ခုဖန်တီးရမယ်ပုံမှန်အားဖြင့် company တွေကဝင်ငွေ revenue ကိုပဲကြည့်ပြီးအောင်မြင်မှုကိုတိုင်းတာကြတယ်ဟုတ်တယ်လေအဲ့ဒါကအလွယ်ဆုံးနဲ့အရှင်းဆုံးပဲမဟုတ်လားဟုတ်တယ်ဒါပေမဲ့အဲ့ဒါကမြင်တာတဲ့အပိုင်းပဲရှိသေးတယ်အဲ့ဒီ dashboard မှာဝင်ငွေတင်ငွေသားအရန်လေးအားရတဲ့ cash runway in months မြေရခိုင်နှုန်း profit margin client တို့အပေါ်မိခိုမှုရခိုင်နှုန်း client concentration risk လိုမျိုးမမြင်နိုင်တဲ့ဂျမားကြီးအညုံငင်းကြီးကိုပါထည့်သွင်းရမယ်။အော်လုပ်ငန်းရဲ့တကယ်ဂျမားကြီးကိုစစ်တာပေါ့။ဟုတ်တယ်။ပြီးတော့ဒီ dashboard ကိုလာစဉ်အဖွေသားတွေနဲ့အတူပြန်လဲသုံးသပ်ရမယ်။ဒါကအဖွေသားအလုံးရဲ့အာယုံဆိုင်မှုကိုဘယ်လောက်ရှာနိုင်လဲဆိုတာကနေဘ
ဘယ်လောက်ထိမ့်သိမ့်နိုင်လဲဘယ်လောက်ခိုင်မာလဲဆိုတာစီကိုပြောင်းလဲပေးပါလိမ့်မယ် အောင်မြင်မှုရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုပြောင်းပြလိုက်တာပေါ့ အဲ့ဒီသဘောပါပဲ ဒီနေ့ကျမတို့ရဲ့လေးလာသုံးသက်ချက်ကတကယ့်ကိုမျက်လုံးဖွင့်ပေးနိုင်ခဲ့တာပါအဓိကထုံးလို့ယူနိုင်တဲ့ချက်ကတော့ရေရှည်အောင်မြင်မှုဆိုတာကိုဘယ်လောက်တော်လဲဆိုတာထက်ကိုယ့်ရဲ့အပြုအမူနဲ့အသက်စာပေါ်မှာမူတည်နေတယ် ဟုတ်ပါတယ် မြင်နိုင်တဲ့ငွေထားအယံခိုင်မာတဲ့စနစ်တည်နဲ့ဖယ်ဖန်းဖဲမှမကျပိုင်နိုင်တဲ့ဂုဏ်တွေနဲ့မှာပဲတည်ရှိနေတယ်ဆိုတာပါပဲ နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့တစ်ခုခြံထားခဲ့ခြင်းပါတယ်ဒီသုံးသက်ချက်မှာမြန်အက်စ်ရဲ့ရှင်းနှစ်တာရှင်တန်ရက်တီလာတဲ့ဇလန်းနီဟာတန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုဖြစ်တယ်လို့ဆိုထားတယ် ဟုတ်ကဲ့ ဒါကိုတစ်ဆင့်တပ်ပြီးစဉ်းစားကြည့်အောင် premium brand တစ်ခုအတွက်အကောင်းဆုံး marketing ဟာအောင်မြင်မှုကိုလိုက်ကြွားနေတာမဟုတ်ပဲအဲ့ဒီအောင်မြင်မှုကိုရစေခဲ့တဲ့စိတ်ပိုင်းဆိုင်ရာမှုတွေကိုပြန်လည်တင် जा ပေးတာမျှဝေပေးတာဖြစ်နိုင်မလား ဩဝန်ဆောင်မှုရောင်းတာထက်ပညာကိုဗာမျှဝေပေးတာပေါ့ ဟုတ်တယ်ဆိုလိုတာက Colin ရဲ့ brand ဟာ AI marketing ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတစ်ခုတာမကပဲစီးပွားရေးလောကရဲ့မုံတိုင်းဒီကြားထဲမှာဘလို့ရှင်တန်ရတည်ရမလဲဆိုတဲ့ဉာဏ်ပညာကိုမျှဝေပေးတဲ့ပညာရှင်အဖွဲ့အစည်းတစ်ခုအဖြစ်ရက်တည်နိုင်မလားဆိုတာပါပဲ ရှင်တန်မှုချိုးချံမှုစီကန်းရှိမှုတွေအကြောင်းပြောပြတဲ့မြန်အန်စစ်ဇလန်းနေဟာတခြားဘယ်ပြိုင်ဘက်ကမှပိုက်ဆံပေးပြီးဝယ်လို့မရတဲ့တူပလို့မရတဲ့တန်ဖိုးအရှိဆုံးမမြင်နိုင်တဲ့ကြွယ်ဝမှုဖြစ်လာနိုင်ပါပဲ